American နိုင်ငံ Maryland ပြည်နယ်မှာတရားနဲ့ကုန်တင်သင်္ဘောတိုက်မိမှုဖြစ်ပွားပြီးပျောက်ဆုံးနေသူ6ဦးစလုံးသေဆုံးသွားပြီလို့ယုံကြည်ရကြောင်းကယ်ဆယ်ရေးဖွဲ့တွေကပြောကြားခဲ့ပါတယ်။မတ်လ26ရက်နေ့ကဘာတီမိုးမြို့စိတ်ကမ်းကနေထွက်ခွာလာတဲ့ကုန်တင်သင်္ဘောကြီးတစ်စီးဟာဆက်ချွေရင်းရာကအထင်းကိုမဲ့မျောပါရင် Francis Scott Key တရားရဲ့ပင်မထောက်တိုင်တစ်ခုကိုဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ပေ950လောက်ရှည်လျားတဲ့ဒယ်လီကုန်တင်သင်္ဘောကဝင်တိုက်မိခဲ့တာကြောင့်2ကီလိုမီတာခွဲနီးပါးရှည်လျားတဲ့တရားရဲ့အချို့သောအစိပ်ပိုင်းတွေဟာပါတစ်စကိုမြစ်ထဲပြစ်ကျခဲ့ပါတယ်။ပြီးတော့တရားထောက်တိုင်ပေါ်မှာပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသူ10ဦးလည်းရေထဲပြုတ်ကျသွားပြီး2ဦးကိုသာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။သင်္ဘောပေါ်ပါလာသူအမှုတန်း22ဦးလည်းအထိခိုက်မရှိခဲ့ဘူးလို့ဆိုပါတယ်။နိုင်ပေါင်းတော်ကြအောင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပြီးချိန်မှာတော့ပျောက်ဆုံးနေသူ6ဦးစလုံးသေဆုံးသွားပြီလို့ယူဆရကြောင်းကမ်းခြေဆောင်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အခုလိုဆိုးရွားလာတဲ့မတော်တဆမှုဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်လို့နောက်ကျောင်းပြန်စုံစမ်းမှုတွေကိုလည်းစတင်နေပြီဖြစ်ပါတယ်။အခင်းဖြစ်ပွားတဲ့နေရာဟာ American ရှေ့ပိုင်းကအသွားအလာအထူးထဆုံးရေလမ်းကြောင်းတွေထဲမှာပါဝင်တယ်လို့သိရပါတယ်။စင်ကာပူနိုင်ငံအလံလွင့်ထူထားတဲ့ဒယ်လီကုန်တင်သင်္ဘောဟာသီရိလင်္ကာနိုင်ငံစီဦးတည်ဖို့ဘာတီမိုးစိတ်ကမ်းကိုထွက်ခွာလာပြီးမကြာခင်မှာပဲစက်ပိုင်းဆိုင်ရာပြဿနာနဲ့ကြုံတွေ့ခဲ့တာပါ။ရေငုပ်သင်္ဘောတွေဟာပျောက်ဆုံးနေသူ6ဦးကို18နာရီလောက်ကြာအောင်အစွမ်းကုန်ရှာဖွေခဲ့ပေမဲ့အလင်းရောင်လျော့နေလာတာရဲ့အခြားသောအခက်အခဲတွေရဲ့ကြောင့်ညပိုင်းမှာလုပ်ငန်းရပ်နားခဲ့ရပါတယ်။ဒါပေမဲ့လည်းကယ်ဆယ်ရေးနဲ့ရှာဖွေရေးမစ်ရှင်တွေကိုအပြီးတိုင်လက်လျှော့လိုက်အောင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။တရားနဲ့သင်္ဘောတိုက်မိမှုဖြစ်ပွားတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီးအကြမ်းဖက်လုပ်ရဲ့အပါအဝင်ရည်ရွယ်ချက်ရှိကျူးလွန်တဲ့ပေယောဂတစ်ခုခုကြောင့်ဆိုတဲ့အထောက်အထားမျိုးတော့မတွေ့ရသေးပါဘူး။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကတော့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်မှုနဲ့တရားပြန်လည်တည်ဆောက်ရေးကဏ္ဍတွေမှာဗဟိုဖက်ဒရယ်အစိုးရဟာဒေသဆိုင်ရာအာဏာပိုင်တွေနဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။